kitchen မှာဆိုလို့ရှိရင် system ကောင်းကောင်းမရှိခဲ့တဲ့အတွက်ကြောင့်မလို့တကယ်တမ်းဝိုင်းလေးကြလဲကြတော့ဟင်းပွဲတွေမှားတာရောပြီးအရသာတွေမမှန်တာရောဒီကြုံရတဲ့ဟာတွေအများကြီးရှိတာပေါ့နော်အဲ့ဒါကိုတဖြည်းဖြည်းနဲ့သင်ခန်းစာယူပြီးတော့ကျွန်တော်တို့အနေနဲ့ပြန်ပြီးပြောင်းလဲလာတာပေါ့ဘာမဟုတ်တဲ့ဒီ negative review လေးတစ်ခုကြောင့်မို့လို့သူတို့လုပ်ငန်းတစ်ခုလုံးဆုံးရှုံးသွားတယ်negative review စီရေးချင်တယ်ဆိုလို့ရှိရင်အကြံပြုတဲ့ပုံစံမျိုးလေးနဲ့ရေးပေးမယ်ဆိုလို့ရှိရင်ပိုကောင်းတာပေါ့မင်္ဂလာပါကိုအောင်ရထုပါကျွန်တော်တို့ Dragon Pot မာလာထန်စားတောက်ဆိုင်ရဲ့ co-founder နဲ့ managing director ပဲဖြစ်ပါတယ်ဒီနေ့ကျွန်တော်တို့ special resolve talk အစီအစဉ်မှာကျွန်တော်ရဲ့ work life အကြောင်းတွေ personal life အကြောင်းတွေနောက်ပြီးကျွန်တော်ရဲ့ဒီသင်ယူခဲ့ရတဲ့သင်ခန်းစာတွေနဲ့ပတ်သက်ပြီးတော့ဒီ special ဖြစ်ရတဲ့ moment တွေအကြောင်း sharing လုပ်ပေးဖို့ဖြစ်ပါတယ်နိုင်ငံခြားမှာအကြောင်းတက်တဲ့အချိန်မှာမာလာထန်ဆိုတဲ့အစားအစာကိုပထမဆုံးစပြီးအထီးတွေ့ဘူးပါဘောနော်အဲ့ဒီမတိုင်ခင်တော့ကျွန်တော်မာလာချန်ကတော့မစားဘူးကိုယ်တိုင်ကိုစားခြင်းနဲ့ top ပြန်ကိုယ့်နဲ့ကိုရွေးရတဲ့ဟာကိုကျွန်တော်ပထမဆုံးစပြီးတော့ထီးတွေ့ဘူးပါပေါ့ပြီးလည်းပြီးတော့အရှိနဲ့ဟာကိုစားဘူးတဲ့အချိန်မှာအရှိရပါတယ်ဆိုတော့မာလာထန်ဖြစ်နေတာအဲ့ဒီအချိန်မှာအယိုးပြုတ်ရည်နဲ့စားဘူးတယ်အယိုးပြုတ်ရည်ကိုအရင်သဘောကျသွားပြီးတော့ငါတစ်ချိန်ကြာလို့ရှိရင်ရန်ကုန်ပြန်လာပြီးတော့စားတော့ဆိုင်ဖွင့်လို့ရှိရင်ဒီလိုမျိုးအမျိုးအစားကိုရောင်းချင်နေဆိုတဲ့ပုံစံမျိုးနဲ့မာလာထန်ကိုစပြီးတော့ကျွန်တော်စပြီးလေ့လာခဲ့တာပေါ့နော်ကျွန်တော်ငယ်ငယ်လေးတည်းကတော့ကိုပိုင်လုပ်ငန်းလုပ်ချင်ခဲ့တာပေါ့ကျွန်တော်9 to 5အလုပ်လေးလုပ်ခဲ့ဘူးတယ်အဲဒီလုပ်နေတဲ့အချိန်အတွင်းမှာကျွန်တော်စဉ်းစားရပေါ့နော်ဒါကြီးကငါတို့ special မဖြစ်နေဘူးပေါ့ဒီအဲကုန်းငန်းထဲမှာကွန်ပျူတာရှိမှအေးလူလူလုပ်ရတဲ့အလုပ်မျိုးငါသဘောမကျဘူးပေါ့ I want to challenge myself စဉ်းစားပြီးတော့ကိုပိုင်လုပ်ငန်းအလုပ်တွေကိုစပြီးလုပ်ခဲ့တာပေါ့နော်အဲဒီထဲမှာကျွန်တော်စားတောက်ဆိုင်လုပ်ငန်းကိုရွေးချယ်ပြီးခဲ့တာပါကိုပိုင်လုပ်ငန်းဆက်စချင်းလုပ်တဲ့အချိန်မှာတော့အခက်အခဲတွေအများကြီးရှိတယ် challenges တွေအများကြီးရှိတယ်အဲဒီ challenges တိုင်းကတော့ကျွန်တော်တို့အကုန်လုံး special moment တွေပါပဲကျွန်တော်တို့ဒီ family background ကိုကဒီFMB တွေကပေါ့နော်ကျွန်တော်အဖိုးလက်ထက်တွေကလမ်းမေးမှာမုံရင်းကားဆိုင်လေးဖွင့်တယ်ကျွန်တော်အဖေလက်ထက်ကျတော့လက်ဖက်ရည်ဆိုင်ဖွင့်တယ်အဲဒီမှာပဲကျွန်တော်ငငယ်လေးတွေကဒီစားသောက်ဆိုင်နဲ့ထိတွေ့မှုအမြဲတမ်းရှိလာတာပေါ့ပပနောက်ကိုလိုက်တယ်ပြီးသွားလို့ရှိရင်ဆိုင်ဘလို့ဖွင့်တယ်ဆိုင်ဘလို့သိမ်းတယ်ဒီ customer နဲ့ဘယ်လိုမျိုး interact လုပ်တယ်ပတ်စံဘလို့အန်းတယ်ပြီးသွားလို့ရှိရင်ဒီလိုမျိုးနှိမ့်စင်ဈေးမှားတဲ့အကြောင်းတွေပါပြီပေါ့အဲ့လိုပုံစံမျိုးအမြဲထိတွေ့မှုရှိနေတဲ့အခါကျတော့ဒီလုပ်ငန်းကိုစိတ်ဝင်စားတယ်ကိုတိုင်းနဲ့ကြီးလာလို့ရှိရင်စားသောက်ဆိုင်ဖွင့်ချင်တာဖြစ်တဲ့ကြောင့်မို့ပို့ပြီးတော့လေးလာတယ်ပေါ့နော်စားသောက်ဆိုင်ထဲမှာမှခုနပြောသလိုပေါ့နော်ကျွန်တော်သဘောကျနှစ်ကြိုက်တဲ့မာလာထန်ကိုရွေးချယ်ပြီးတော့အဲ့တော့ specialize ဖြစ်တဲ့စားသောက်ဆိုင်ကိုဖွင့်ခဲ့တာပေါ့အမှတ်တရဖြစ်ဆုံးကျွန်တော်တို့ဒီ promotional campaign ပြောပါဆိုလို့ရှိရင်ဒီနှစ်တုန်းကလုပ်သွားတဲ့နှစ်ခုပေါ့နော်ဒီ Chinese New Year အန်ပေါင်းပေးတဲ့ campaign ရယ်ပြီးတော့လို့ဆိုတော့ Valentine's Day တုန်းကနှင်းစီပန်းအနီတွေပေးတဲ့ campaign ရယ်ပေါ့အဲ့နှစ်ခုကတော့ special ဖြစ်ဆုံးပဲဘာဖြစ်လို့လဲဆိုတော့ဒီ Chinese New Year တော့အန်ပေါင်းပေးရဆိုလို့ရှိရင်ကျွန်တော်ဧည့်သည်တိုင်းကိုလာသမျှဝိုင်းတိုင်းကိုကျွန်တော်တို့ကပုတ်ပြားကြီးရှိတယ်အဲ့ပုတ်ပြားရုံမှာကျွန်တော်အန်ပေါင်းတွေအများကြီးကတ်ထားတယ်အဲ့မှာသူတို့စိတ်ကြိုက်နှစ်သက်ရာတစ်ခုကိုသူတို့ရွေးလို့ရတယ်ပေါ့အဲ့လိုကြတော့ဘာဖြစ်လဲဆိုတော့ဧည့်သည်ဘက်ကကြီးမယ်ဆိုလို့ရှိရင်သူတို့ကိုယ်တိုင် engage လုပ်လို့ရတယ်သူတို့ exciting ဖြစ်တယ်အခုခေတ်စားနေတဲ့ဒီ blind box တွေဖောက်တယ်လို့ feeling ပုံစံမျိုးပေါ့ဗျာ900ရ1000ရ1000ရဘယ်လောက်ရသူတို့ရသွားတဲ့အချိန်မှာသူတို့ပျော်ကြတယ်သူတို့ဒီ amount ထုတ်လေးကင်ပြီးတော့ဓာတ်ပုံလေးရိုက်ကြတယ်သူတို့ social မှာ share ကြတယ်အဲ့ဒီဥစ္စာကိုမြင်ရတဲ့အခါမှာကြည်နူးရတယ်ပေါ့နောက်တစ်ခုကကျတော့လေ Valentine's Day တုန်းကကျွန်တော်နှင်းစီအနီအောင်ပန်းစီလေးပေးရပေါ့ကျွန်တော်ဆိုင်မှာအဓိကလာစားတာကအမျိုးသမီးတွေများတယ်အဲ့ဒီနေ့မှာ special ပို့ပြီးသူတို့အတွက်ဖြစ်စီခြင်းတဲ့အတွက်ကြောင့်မလို့လာစားတဲ့အမျိုးသမီးကိုကျွန်တော်နှင်းစီပန်းလေးလက်ဆောင်ပေးတယ်သူတို့ဓာတ်ပုံလေးရိုက်ကြတယ် social မှာပြန် share တယ်တခါလေးကြားလို့ရှိရင် comment တွေမှာလာမှတ်နေပါတော့သူတို့ဒီနေ့ပန်းလေးပါလေးရခဲ့တယ်ပေါ့အဲ့တော့ဆိုလို့ရှိရင်ကျွန်တော်မှတ်မှတ်ရအတွဲတွဲလာစားတယ်ကျွန်တော်ဆိုင်ကနေပြီးတော့နှင်းစီပန်းအနီကောင်မလေးကိုပေးလိုက်တဲ့အခါမှာကောင်မလေးကသူ့ကောင်လေးကိုဗာပြောလဲဆိုတော့တွေ့လာတဲ့ Dragon Ball တော့ငါ့ကိုပေးပြီအနည်းငါ့ကိုဘာလို့မပေးသေးရလဲအဲ့လိုမျိုးပြောတာပေါ့နော်အဲ့လေးတွေပြန်ပြီးတော့တွေ့ရတဲ့အခါမှာသူတို့တော့လည်း special ဖြစ်တယ်ကိုရီဆိုင်ဘက်ကကြည့်မယ်ဆိုလို့ရှိရင်သူတို့ကိုဒီလိုမျိုး moment တွေဖန်တီးပေးနိုင်တဲ့အတွက်ကြောင့်မလို့ကြည်နူးရတယ်ကျွန်တော် family နဲ့ပတ်သက်ပြီးမှတ်မှတ်ရပြောမယ်ဆိုလို့ရှိရင်ဒီ Dragon Ball မှာလာထန်စားဖွင့်ခဲ့တာကျွန်တော်အိမ်လုံးဝအတိမပေးခဲ့ဘူးဘာလို့အတိမပေးခဲ့လဲဆိုတော့ဒီ idea ကိုသူတို့စပြီးတော့ပြောပြတဲ့အချိန်မှာသူတို့ကညင်းဆိုတယ်ကျွန်တော်လုပ်ခွင့်မပေးဘူးလုပ်ခွင့်မပေးတော့okay ထားလိုက်တော့ဆိုပြီးတော့သူတို့ဘာမှမပြောဘဲနဲ့ကိုကလည်းကိုဆိုင်အောင်ခိုးဖွင့်တာပေါ့ပြောရမယ်ဆိုလို့ရှိရင်ဘယ်လိုခိုးဖွင့်လဲဆိုတော့မနက်ပိုင်းနေဆိုလို့ရှိရင်ကျွန်တော်လက်ဖိတ်ဆိုင်ပါတယ်ညနေပိုင်းနေအားပြီဆိုလို့ရှိရင်ဒီမာလာထန်နဲ့ပတ်သက်တဲ့ဟာကိုကျွန်တော်ကြိတ်ပြီးတော့ခိုးပြီးလုပ်တယ်ဒီဆောက်လုပ်ရေးကာလာတွေဖိုင်မှာရောပဲကျွန်တော်ညပိုင်းနေကြတော့မှကျွန်တော်ဆောက်လုပ်ရေးဒီဆိုင်အပြင်စင်ကိုကျွန်တော်သွားကြည့်နိုင်တယ်ဆိုင်ဖွင့်ငန်းနေကြတော့ဘယ်လိုသိသွားလဲမသိဘူးသူကလည်းသူဆိုင် location တွေပါရှောက်ကြည့်ပြီးတော့ဆိုင်ဖွင့်ပွဲလဲကြောင်ရောက်ချလာရုတ်တရက်ကြီးကျွန်တော်မဖိတ်ပဲနဲ့ပေါ့နော်ရုတ်တရက်ရောက်ချလာတဲ့အချိန်မှာကျွန်တော်လည်းအံ့ဩရတယ်သူလည်းဆိုင်ဖွင့်တဲ့အချိန်မှာလူတွေအပြည့်ဖြစ်နေတဲ့ဟာကိုကြည့်ပြီးတော့သူလည်း PT ဖြစ်သွားတယ်ပေါ့နော်အဲ့ဒါကတော့အဲ့ပထမဆုံးဆိုင်ဖွင့်တဲ့အချိန်မှာကြုံလိုက်ရတဲ့တကယ်ဟို special ဖြစ်တဲ့ moment ပေါ့ပထမဆုံးဆိုင်ဖွင့်ပြီးတဲ့အချိန်ထိပြောမယ်ဆိုလို့ရှိရင်ဒီဆိုင်ကိုသူအရင်အားမပေးခြင်းသေးဘူးကျွန်တော်ဒီ FMB အလုပ်ကိုသူမလုပ်စေချင်ဘူးဘာလို့ဆိုတော့ပင်မန်းနေကိုတိုင်းအလုပ်ထဲဝင်လုပ်ရတယ် operation တွေဝင်ရတယ်ပေါ့နော်အဲ့လိုမျိုးအလုပ်ကိုတော့မလုပ်စေချင်ဘူးသူတို့လုပ်စေချင်တာက
ဒီအဲကွန်ကန်ထဲမှာ jacket နဲ့ဝတ်ပြီးတော့ဒီအေးအေးလူလူလောက်ရအလုပ်တွေလုပ်စေချင်တာပေါ့ပထမတစ်ဆိုင်ဖွင့်တယ်ဒုတိယဆိုင်ဖွင့်တယ်ဒီတတိယဆိုင်ဖွင့်တဲ့အချိန်ကျတော့မှသူ့အနေနဲ့ကျွန်တော်ပုံမှာယုံကြည်မှုတွေနည်းနည်းပုံများလာပြီးတော့အခုဆိုလို့ရှိရင်ဘာမှတိတ်မပြောရတာပေါ့အဲ့ဒါကြီးကတော့ဒီဖြစ်လာတဲ့ဆိုင်ဖွင့်တိုင်းမှာတွေ့ရတဲ့ special moment လေးတွေပေါ့ special အဖြစ်ဆုံး moment တစ်ခုပြောပါဆိုလို့ရှိရင်တော့ကျွန်တော်နိုင်ငံခြားမှာဒီပွဲယူခဲ့တဲ့အချိန်ပေါ့နော်ပွဲယူတဲ့အချိန်မှာကျွန်တော်အိမ်ကတမီသားစုံလိုက်လာတယ်ပွဲယူတဲ့အချိန်မှာဆင်ရောက်မှာကျွန်တော်ရဲ့ family ကိုတွေ့လိုက်ရတဲ့အချိန်မှာအရင်ဝမ်းသာသွားတယ်ဘယ်လိုပုံစံမျိုးလဲဆိုတော့ okay သူတို့ငါ့ကိုပညာရေးတစ်ခုမှာငါလိုချင်တဲ့ဟာကိုသူတို့ရအောင်ဖြည့်ဆည်းပေးတယ်ပေါ့နော်သူတို့လုပ်ပေးတဲ့ဟာတစ်ခုကို okay ငါစင်မောကနေပြီးတော့ပွဲရပြီးတော့ကြီးလိုက်ရတဲ့အချိန်မှာကိုမိသားစုတွေကိုပို့ပြီးတော့ချစ်တဲ့စိတ်တွေဖြစ်သွားတယ်ကိုမိသားစုကကိုယ့်အပေါ်မှာလုပ်ပေးတဲ့ဟာတွေကိုပြန်မြင်အောင်ပြီးတော့ပြန်တော့လုပ်ပေးရမယ်ငါ family အတွက်ငါ family ကငါ့ကိုအများကြီးပံ့ပိုးပေးထားတယ်လုပ်ပေးထားတယ်ငါဒီတားကြီးတယောက်အနေနဲ့ဒီထက်ပို့ပြီးတော့လုပ်ပေးရမယ်ဆိုတော့ feeling လေးတော့ရသွားပြီးတော့အဲ့ချိန်ကနေစပြီးတော့အများကြီးပြောင်းလဲသွားတော့ပေါ့ cross ကတော့အမြင်ရှိတယ်ပေါ့နော်ကျွန်တော်သတ်မှတ်ထားတဲ့ goal တစ်ခု achieve ဖြစ်နိုင်မှာတော့ဒီ celebrate လုပ်ဖြစ်တယ် celebrate လုပ်ဖြစ်တဲ့အနေအထားမှာလဲကျွန်တော် family နဲ့ celebrate လုပ်ရဆိုလို့ရှိရင်ကျွန်တော် family နဲ့ celebrate လုပ်တယ်ဥပမာထားပါတော့ဒီနေ့ဘယ်လောက်ရောင်းရလို့ဒါလို့သွားစားကြမယ်အဲ့လိုပုံစံမျိုးပေါ့နော်အဲ့ဒါက family နဲ့ celebrate လုပ်တာပေါ့ဒီတငယ်ချင်းနေနဲ့ဆိုလို့ရှိရင်အဲ့လိုမျိုးကျွန်တော်ညနေပိုင်းနေဆိုလို့ရှိရင်ဘားထိုင်နေကျွန်တော်ဒီ cut တွေပါသွားကြတယ်အဲ့ဒါကကြတော့ကျွန်တော်ဒီတငယ်ချင်းနေနဲ့ celebrate လုပ်တဲ့ပုံစံမျိုးပေါ့ပုံမှန်ကတော့ကျွန်တော်အားကစားဆိုလို့ရှိရင် stress release အနေနဲ့ကျွန်တော်ကြက်တောင်ရိုက်ဖြစ်တယ်အဲ့ဒါတော့ကျွန်တော်ပုံမှန်လုပ်နေကြအားကစားပါတော့ moment တိုင်းကိုတော့ကျွန်တော်တို့ဒီ achieve ဖြစ်တဲ့အရာတိုင်းကိုကျွန်တော် celebrate လုပ်တယ်ပထမဆုံးဆိုင်ဆောက်ဖွင့်တော့ကျွန်တော်တို့အစားဆုံးကျွန်တော်ကိုယ်တိုင်လိုက်လုပ်လာတာဘယ်လောက်ထိအစားဆုံးလဲဆိုလို့ရှိရင်ကျွန်တော်တို့ဒီဈေးဝယ်တာကြီးအစားပေါ့နော်ကျွန်တော်တန်ဈေးတွေဒီဈေးကြီးတွေကိုကျွန်တော်ကိုယ်တိုင်သွားခဲ့ပြီးတော့တစ်ခုချင်းဒီဈေးနှုန်းတွေကျွန်တော်လိုက်ကြည့်တယ်အစားအုပ်ဆောက်တယ်ဆိုလို့ရှိရင်အဲ့လိုပဲပေါ့နော် construction နဲ့ပတ်သက်တဲ့ဒီတန်တိုတန်စားတွေအစားဒီကြိုးတွေအစားကျွန်တော်အကုန်လုံးလိုက်ပြီးတော့ကြည့်ရပေါ့ဆိုတော့ဒီပထမဆုံးဆိုင်ဖွင့်တဲ့အချိန်မှာအခက်ခဲရတော့ဘာရှိလဲဆိုတော့ကိုယ်တိုင်အစားဆုံးလုပ်ရတာဖြစ်တဲ့အတွက်ကြောင့်မို့လို့အမှားတွေအများကြီးပဲအဲ့အမှားကြီးကနေပဲသင်ခန်းစာတွေလည်းတော်တော်ရတယ်ဥပမာဘယ်လိုမျိုးအမှားတွေလဲဆိုလို့ရှိရင်ကျွန်တော်တို့ supplier တွေဂျင်းထည့်တာတို့အဲ့လိုမျိုးတွေခံခဲ့ရတယ်ပေါ့နော်မတိခဲ့တာဘူးပြီးတော့ကျွန်တော်တို့ဒီ service training တွေတေချာမပေးနိုင်တဲ့အခါကျတော့ဝန်ထမ်းတွေအနေနဲ့တကယ်လူကြတဲ့အခါကျတော့မနိုင်ဘူးဝန်ဆောင်မှုတွေတေချာမပေးနိုင်ဘူးနောက်ပြီးတော့ကျွန်တော် kitchen မှာဆိုလို့ရှိရင် system ကောင်းကောင်းမရှိခဲ့တဲ့အတွက်ကြောင့်မလို့တကယ်တမ်းဝိုင်းလေးကြတော့ဟင်းပွဲတွေမှားတာရောပြီးအရသာတွေမမှန်တာရောအဲ့လိုမျိုးဒီကြုံရတဲ့ဟာတွေအများကြီးရှိတာပေါ့နော်အဲ့ဒါကိုတဖြည်းဖြည်းနဲ့သင်ခန်းစာယူပြီးတော့ကျွန်တော်တို့အနေနဲ့ပြန်ပြီးပြောင်းလဲလာတာပေါ့အဲ့ဒါတော့ပထမတစ်ဆိုင်ဖွင့်တဲ့အချိန်မှာပေါ့နော်ဆိုင်ဝဲတွေဖွင့်လာတဲ့အချိန်မှာလည်းအဲ့လိုမျိုးပြဿနာမရှိတော့တာမဟုတ်ဘူးအနေနဲ့အများတော့ရှိသေးတယ်ဆိုင်ဝဲအသစ်ဖွင့်လိုက်မှာပေါ့နော်ဆိုင်ဝဲကြီးလာတဲ့အချိန်မှာဘယ်လိုမျိုး challenges ကပိုကြုံရလဲဆိုတော့လူတွေကပိုတိလာတယ်ကို brand ကိုလူတွေပိုတိလာတဲ့အကြောင်းသူတို့ဧည့်သည်လာစားပြီဆိုလို့ရှိရင်သူတို့ expectations ကပိုမြင့်လာတယ်ဆိုတော့တဲ့ဘောကကျွန်တော် Dragon Ball ကိုလာစားပြီဆိုလို့ရှိရင်ဘယ်လိုမျိုးအရသာမျိုးရှိလဲဘယ်လိုမျိုးဝန်ဆောင်မှုတွေရှိလဲဆိုတော့အဲ့ဒီကပို့ပြီးတော့မျှော်လင့်ကြီးနဲ့လာစားတယ်ပေါ့နော်အဲ့ဒီအချိန်မှာအစင်မပြေတဲ့ဟာတစ်ခုရှိခဲ့ပြီဆိုလို့ရှိရင်သူတို့ရဲ့စိတ်မကြည်နပ်မှုတွေကပို့ပြီးတော့များလာတဲ့အခါဘာဖြစ်လဲဆိုတော့သူတို့ဒီ online ပေါ်မှာဖြစ်ဖြစ် negative reviews တွေရေးကြတယ်ပေါ့အဲ့လိုမျိုး challenges တွေတော့ကျွန်တော်တို့ကြုံနေရရတော့ရှိတယ်ဆိုတော့အဲ့ဒါကြီးဘယ်လိုမျိုး handle လုပ်လဲဆိုလို့ရှိရင်တော့ဒီ negative review တွေကျွန်တော်ရလာပြီဆိုလို့ရှိရင်ဒီ review ကျွန်တော်ကြည့်တယ်ကျွန်တော်ဒီ head တွေရှိရပေါ့နော် department တိုင်းမှာ head တွေရှိတယ်ကျွန်တော်ပြန် review လုပ်တယ် okay ဒါဘယ်လိုမျိုးဖြစ်တာလဲငါတို့ဘယ်လိုမျိုးဒါကိုဂိုင်းတွေဖြည့်ရှင်းကြမလဲဆိုတော့ကျွန်တော်တို့အတူတူစဉ်းစားပြီးတော့ handle လုပ်ကြရတယ်ပေါ့အခုနောက်ပိုင်းဒီ social media တွေအသုံးပြုတာများလာတဲ့အချိန်မှာဘာဖြစ်လာလဲဆိုတော့ customer တွေဘက်ကနေပြီးတော့ online ပေါ်မှာလွယ်ကူ post တွေတင်လာလို့ရတယ်ပေါ့နော်အဲ့ဒီပုံမှာကောင်းတဲ့ချက်တွေလည်းရှိတယ်မကောင်းတဲ့သူတို့ negative reviews တွေလည်းရှိရပေါ့စားလို့ကောင်းလို့သဘောကျလို့နှစ်ကြိုက်လို့ဆိုပြီးတော့တင်တဲ့သူကြီးတဲ့ဆိုလို့ရှိရင်တို့နည်းနည်းလေးစိတ်အဆင်မပြေဖြစ်လို့အတွက်ကြောင့်မလို့တို့တင်လိုက်တဲ့ဟာရပုံများတာပေါ့နော်အဲ့ဒီအပေါ်မှာဒီ negative reviews တွေဖြစ်လာပြီဆိုလို့ရှိရင်ဆိုင်ရဲ့ image ကိုအရန်တက်ရောက်တယ်ကျွန်တော်တို့ရှိကိုရောက်လာသမျှ complaint သို့မဟုတ်အကြံပြုတဲ့ feedback တွေကိုတော့အမြဲတမ်းကျွန်တော်တို့အရေးတယူ view decide လုပ်ပြီးတော့ပြန်ပြီးတော့ response ပြန်လုပ်ပေးတယ်ပေါ့နော်ဒီ negative reviews တွေနဲ့ပတ်သက်ပြီးပြောရမယ်ဆိုလို့ရှိရင်တော့တချို့ဆိုင်လေးဆိုလို့ရှိရင်ဘာမဟုတ်တဲ့ဒီ negative review လေးတစ်ခုကြောင့်မို့လို့တို့လုပ်ငန်းတစ်ခုလုံးဆုံးရှုံးသွားတယ်သူတို့ဆိုင်တွေပိတ်လိုက်ရတဲ့ဟာတွေကျွန်တော်တို့အရှိမအများကြီးတွေ့ခဲ့ဘူးပေါ့နော်ဒီလိုဆိုင်တစ်ဆိုင်ဖြစ်လာဖို့သူတို့အများကြီးရင်းနှီးခဲ့ရတယ်အချိန်တွေရောငွေအင်အားတွေရောအများကြီးပေါ့နော်အဲ့ဒါကို customer တယောက်ရဲ့အဆင်မပြေမှုတဲ့ review လေးတစ်ခုကြောင့်မို့လို့နေချင်းကြချင်းဆိုင်ပိတ်လိုက်ရတဲ့ဟာမျိုးတွေပေါ့နော် customer ဘက်တွေကိုလည်းပြောချင်တာကဒီအကယ်၍ပြုပြင်ပြောင်းလဲစေချင်တယ်negative review တွေရေးချင်တယ်ဆိုလို့ရှိရင်အကြံပြုတဲ့ပုံစံမျိုးလေးနဲ့
ရေးပေးမယ်ဆိုလို့ရှိရင်ပိုကောင်းတာပေါ့နော်ဥပမာထားပါတော့ဒါကအဆင်မပြေဘူးဟုတ်တယ်အဆင်မပြေရမှန်တယ်ဒါပေမဲ့ဘယ်လိုမျိုးလုပ်လိုက်လို့ရှိရင်တော့အဆင်ပြေသွားမယ်ဆိုတော့အနောက်ကနေအကြံပြုတဲ့ဟာလေးကိုပါထည့်သွင်းပြီးရေးပေးမယ်ဆိုလို့ရှိရင်ဒီ sign ဘက်ကလည်းဒီအချက်လက်ကိုသူတို့လိုက်နာပြီးတော့ပြောင်းလဲပေးလို့ရမယ်လို့ထင်တယ်ပေါ့နော်အဲ့လိုမှမဟုတ်ဘဲနဲ့ okay အဆင်မပြေဘူးမကောင်းပဲအကောင်လုံးပြောနေမယ်ဆိုလို့ရှိရင်တော့ရင်းနှီးထားတဲ့ဟာတွေကအချိန်တိုလေးတွင်းမှာအများကြီးနစ်နာဆုံးရှုံးမှုတွေဖြစ်သွားနိုင်တယ်ပေါ့ Dragon Port မှာလာထန်စားတော့ဆိုင်အောင်ပထမဆုံးစောက်ဖွင့်တဲ့အချိန်မှာဘာမှအများကြီးမျှော်လင့်ထားမှမရှိဘူးပေါ့ okay ငါတို့စားတော့ဆိုင်ဒီဇိုင်းဖွင့်ကြည့်ကြမယ်ပေါ့အဲ့လိုပုံစံမျိုးပဲအစားတော့မှန်းခဲ့တာပေါ့နော်ဖွင့်နေတဲ့အချိန်မှာပဲမထင်မှတ်ပဲနဲ့ brand လေးကအောင်မြင်သွားတယ်လူတွေသဘောကျကြတဲ့အချိန်မှာ okay အဲ့ဆိုလို့ရှိရင်ငါတို့ဆိုင်ပွဲတွေဖွင့်ကြည့်ကြမယ်ဆိုတော့အတွေးလေးရလာပြီးတော့စလုပ်ဖြစ်တာပေါ့နော်ဆိုင်ပွဲတွေဖွင့်တဲ့အချိန်မှာလည်းဧည့်သည်တွေရဲ့အားပေးမှုကပိုပြီးတော့ရလာတယ်နောက်တစ်ချက်ကျွန်တော်ကိုဒီဆိုင်ပွဲတွေနဲ့အလုပ်တွေပို့လုပ်ဖို့အတွက် drive လုပ်ပေးတာတော့ကျွန်တော်ရဲ့ဒီဝန်ထမ်းတွေပေါ့အဓိကတော့သူတို့ဆိုင်မှာအလုပ်လုပ်တဲ့အခါကျလို့ရှိရင်ငါသူတို့ support လုပ်နိုင်တယ်ဆိုရင် feeling ပေါ့နော်အဲ့ feeling ကိုရတဲ့အခါကျတော့အလုပ်ကိုပို့ပြီးတော့ကိုယ်တိုင်စူးစမ်းချင်လာတယ်ဆိုင်ပွဲတွေပို့ဖွင့်ချင်လာတယ်ဝန်ထမ်းတွေကိုပို့ပြီးတော့အခွင့်အလမ်းတွေသူတို့အတွက်ပို့ပြီးတော့အဆင်ပြေမဲ့အထောက်ပံ့တွေပို့ပြီးပေးချင်လာတယ်အဲ့ဒါကဟိုအဓိကတော့ကျွန်တော်ရဲ့ဒီဆိုင်ပွဲတွေအလုပ်တွေပို့လုပ်ဖို့အတွက် drive တစ်ခုဖြစ်လိုက်မယ်ဗျလက်ရှိဆိုလို့ရှိရင်ကျွန်တော် Dragon Port မှာလာချမ်းမှာ full time employee အယောက်80ကျော်ရှိရယ် freelance တွေပိုင်းနဲ့ပေါင်းမယ်ဆိုလို့ရှိရင်အယောက်80နီးပါးလောက်ရှိရယ်ကျွန်တော်လူတိုင်းရဲ့နာမည်ကျွန်တော်သိတယ်လူတိုင်းနဲ့လည်းကျွန်တော်တွေ့ပြီဆိုလို့ရှိရင်ရင်းနှီးနှီးဆက်ဆက်နဲ့အဲ့လိုပုံစံမျိုးနဲ့ပဲကျွန်တော်တို့ work culture တစ်ခုကိုကျွန်တော်ဖန်တီးယူရဲပေါ့နော်ကျွန်တော်ပထမဆုံးဆိုင်ခွဲမှာတော့ကြတော့ကျွန်တော်တို့ကိုယ်တိုင်ပဲပေါ့အပတ်စဉ် meeting လုပ်တယ်ဝန်ထမ်းတွေထိတွေ့ရယ်ဒါပေမဲ့အခုလိုမျိုးဆိုင်ခွဲကြီးဖြစ်လာတဲ့အခါမှာကျွန်တော်ကိုယ်တိုင်အပတ်စဉ် meeting တွေမလုပ်နိုင်တော့ဘူးအဲ့ဒီတော့ကြောင့်မလို့ကျွန်တော်ဘာလုပ်လဲဆိုတော့ဆိုင်ရဲ့တာဝန်ရှိတဲ့သူတွေပေါ့နော်အကြီးအကဲတွေကိုကျွန်တော်ကိုယ်တိုင်တို့ပြန်ပြီးသင်ပြရတယ်ပြောပြရတယ် okay ငါတို့ meeting တွေလုပ်ကြမယ်အပတ်စဉ်ဘယ်လိုပုံစံမျိုးကြီးလုပ်မယ်ကျွန်တော်ကိုယ်တိုင်မလုပ်နိုင်တဲ့အခါမှာကျွန်တော်အောက်ကလူတွေကိုကျွန်တော်အများကြီး training ပို့ချပေးတယ် service နဲ့ပတ်သက်ပြီးတော့ဝန်ထမ်းတွေအများကြီးပြောလို့ရှိတဲ့စကားပါလဲဆိုလို့ရှိရင်စေတနာထားပါပေါ့စေတနာလေးပါထားပြီးတော့အလုပ်လုပ်ပေးမယ်ဆိုလို့ရှိရင်အဲ့ဒီတွေကစေတနာတို့ခံစားမိရယ်ဆိုလို့ရှိရင်ကိုယ့်ရဲ့ brand ကိုပို့ပြီးတော့သဘောကျနှစ်ချိုက်ပြီးတော့လာစားချမယ်ပေါ့အဲ့ဒါလေးကိုတော့အများကြီးသူတို့မှာချပြတယ် marketing မှာဆိုလို့ရှိရင်ကျွန်တော်သဘောအကျဆုံး topic ကဘာလဲဆိုတော့ဒီ word of mouth marketing ပေါ့နော်မြန်မာလိုပြောမယ်ဆိုလို့ရှိရင်တော့ကျွန်တော်ထင်တာဒီတဆင့်စကားတဆင့်ကြားပါတော့အဲ့ဒါက very powerful ဖြစ်တယ်အရင်အသုံးဝင်တယ်အသုံးကြတယ်အဲ့ဒီအကြောင်းနဲ့ပတ်သက်ပြီးတော့ကျွန်တော်ဒီအောက်ကဝန်ထမ်းကလေးတို့အများအားပြလေးရှိရပေါ့နော် word of marketing ကဘာဖြစ်လို့အရေးကြီးရလဲပေါ့ဥပမာပြပြီးတော့ကျွန်တော်ပြောရမယ်ဆိုလို့ရှိရင်ခေါင်းလျှော်ရေးပူတပူရှိရဒီခေါင်းလျှော်ရေး brand ကိုငါတို့ TV ဖန်သားပြင်ပေါ်မှာရုပ်ရှင်မင်းသားမင်းသမီးကြီးကြီးညာတာနဲ့မင်းတို့တငယ်ချင်းကဒီခေါင်းလျှော်ရေးကိုဝယ်ပါနဲ့ဆိုလို့ရှိရင်ဘယ်ဟာကိုပို့ပြီးတော့ဝယ်ဖြစ်မလဲဆိုပြီးတော့သူတို့အများနှိုင်းရှင်ပြခါကြလို့ရှိရင်သူတို့တငယ်ချင်းတွေ recommend လုပ်တဲ့ဟာပေါ့နော်ကိုပို့ပြီးတော့ဝယ်ပြလိုက်မယ်ပေါ့အဲ့ဒါဆိုလို့ရှိရင် word of mouth marketing ကဘယ်လောက်တောင်မှအရေးပါလဲဆိုတာနားလည်ပြီးသားပေါ့ဆိုတော့အဲ့လိုမျိုးဖြစ်အောင်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီဧည့်သည်တွေအနေနဲ့ကျွန်တော်တို့ brand ကိုအရင်ဆုံးသိအောင်လုပ်ရတယ်သိအောင်လုပ်ပြီးသွားလို့ရှိရင်လာစားအောင်လုပ်ရတယ်လာစားအောင်လုပ်ပြီးသွားလို့ရှိရင်သူတို့ကြိုက်အောင်လုပ်ရတယ်ကြိုက်ပြီးသွားလို့ရှိရင်သူတို့ထက်ခါလာစားအောင်လုပ်ရတယ်ဆိုတော့ထက်ခါလာစားပြီဆိုလို့ရှိရင်ကျွန်တော်သတ်မှတ်ထားတာဒါကဒီ brand ရဲ့ loyal customer ဖြစ်သွားပြီပေါ့ဆိုတော့ loyal customer ဖြစ်သွားပြီဆိုလို့ရှိရင်သူ့အနေနဲ့သူ့ရဲ့မိတ်ဆွေတငယ်ချင်းတွေကိုသူပြန်ညှိုးနှောင်းမယ်ပေါ့အဲ့လိုမျိုးအထီးဖြစ်အောင်ကျွန်တော်တို့ဒီကလေးတွေကိုကျွန်တော်အမြဲတမ်းတင်ပြတယ်ပြောပြတယ်ဒီအရသာပိုင်းတွေရော service အပိုင်းတွေရောဧည့်သည်တွေညှောင်းလင်းတဲ့အတိုင်းဖြစ်အောင်ကျွန်တော်တို့ဧည့်သည်တွေ expect ထားတဲ့အတိုင်းပြီးဆွဲနိုင်အောင်အမြဲတမ်းတို့ပြောပြတယ် training တွေပေးတယ်အဲ့လိုမျိုးတွေလုပ်ပြီးတော့ကျွန်တော်တို့ဒီ word of mouth marketing ကိုဒီထက်ပိုပြီးတော့တွင်ချင်အောင်စူးစမ်းကြတာပေါ့ skill set တစ်ခုကိုပြောပြပါဆိုလို့ရှင်တော့ဒီ branding and marketing ကိုကျွန်တော်ထင်တယ်ပေါ့နော်ကိုယ်ကလည်းဒီပညာကိုစိတ်ဝင်စားတယ်အဓိကကတော့ဒီဈေးကွက်ထဲမှာကိုယ့်ရဲ့ product တော့မဟုတ်ကိုယ့်ရဲ့ဒီ services တွေကိုဘယ်လိုမျိုးဈေးကွက်ထဲမှာထိုးဖောက်ရမလဲဆိုတော့ပတ်သက်ပြီးတော့နည်းနည်းပိုကျွမ်းကျင်နေပေါ့နော်ကိုယ်တိုင်လည်းဒီပညာကိုအထူးပြုပြီးတော့လေ့လာထားဖြစ်တဲ့အတွက်ကြောင့်မလို့ကိုယ့်ရဲ့ brand ကိုလူတွေကိုဘယ်လိုမျိုးမြင်စေချင်လဲကိုယ့်ရဲ့ brand ကိုသူတို့အသုံးပြုပြီးသွားလို့ရှိရင်ဘယ်လိုမျိုးခံစားစေချင်လဲကိုယ့်ရဲ့ brand ကိုအဓိကကတော့ဘယ်လိုမျိုးသူတို့ associate လုပ်လို့ရမလဲပေါ့အဲ့ဒီနဲ့ပတ်သက်ပြီးတော့ကိုယ်တိုင်လေ့လာတယ်ကိုယ်တိုင်အဲ့ဒါကိုလက်တွေ့ account ထဲပေါ်ပြီးအသုံးချရဲပေါ့အခုချိန်ထိလည်း Dragon Port မှာပဲကိုယ်တိုင်ကျွန်တော်ဒီ marketing team ကို lead လုပ်တယ်lead လုပ်ပြီးတော့ campaign တွေ run ပြီဆိုလို့ရှိရင်ကျွန်တော်တို့အမြဲတမ်းငါတို့ကဘာလိုချင်တာလဲပေါ့နော် engagement လိုချင်တာလားဟိုမှာငါတို့က sales ကိုတိုးချင်တာလားစသည်ဖြင့်ပေါ့ဆိုတော့အဲ့ဒီပုံမှာ objective တွေထားပြီးလုပ်တယ်ပြီးတော့လို့ရှိရင်ဒီ objective တွေ achieve ဖြစ်လားမဖြစ်လားကိုကျွန်တော်တို့ data တွေပြန်ယူပြီးတော့ analyze ပြန်လုပ်တယ်အလုပ်ဖြစ်တဲ့ဟာဆိုလို့ရှိရင်ကျွန်တော်နောက်ထပ်ဒီ campaign တွေကြာလို့ရှိရင်ဆက်အသုံးပြုတယ်အလုပ်မဖြစ်တဲ့ဟာဆိုလို့ကျွန်တော်တို့ဒီမသုံးတော့ဘူးပေါ့ကျွန်တော်ထင်တာကတော့ဒီကျွန်တော်ကိုယ်ပိုင် skill set အရာပြောမယ်ဆိုလို့ရှိရင်တော့ branding and marketing ကတော့ပိုကောင်းမယ်လို့ထင်တယ်ပေါ့နော်ဟုတ်ဒီ budget ရောက်လာတဲ့အချိန်မှာအရင်တော့လိုမျိုးကျွန်တော်ဒီ advertising and promotion ကိုပဲကျွန်တော်တို့ focus လုပ်လို့မရတော့ဘူးเนาะကျွန်တော်ဒီ offline နဲ့အရေးကြီးတယ်လို့မျိုးကျွန်တော် online social media platform တွေမှာလည်းကျွန်တော်တို့ brand ဒီ visibility ပိုရအောင်ကျွန်တော်အများကြီးစွမ်းဆောင်ရတယ်ပေါ့ကျွန်တော်ကိုယ်တိုင်ကလည်း marketing နဲ့ပတ်သက်ပြီးတော့စိတ်ဝင်စားတယ်marketing ဘွဲကိုယူခဲ့တဲ့အချိန်မှာ Dragon Port စလာတဲ့အခုချိန်ထိပေါ့နော်
marketing နဲ့ပတ်သက်ပြီးဆိုလို့ရှိရင်ကျွန်တော်ကိုယ်တိုင် lead လုပ်တယ်အောက်ကလူတွေနဲ့ပြန်ပြီးတော့ဆွေးနွေးတဲ့အတိုင်းပင်နဲ့ငါတို့ဘယ်လိုမျိုးဈေးကွက်ထဲမှာဖောက်မလဲပေါ့နော်ကျွန်တော်တို့ brand ကိုရောဒီဧည့်သည်တွေအနေနဲ့ကြည့်မယ်ဆိုလို့ရှိရင်ဘယ်လိုမျိုးမြင်လဲသူတို့အနေနဲ့ဘယ်လိုမျိုး associate လုပ်လို့ရလဲအဲ့ဒီအပိုင်းကိုကျွန်တော်တို့ဦးစားပေးပြီးတော့ကျွန်တော်တို့ marketing ကိုပို့လုပ်ဖြစ်တယ်ပေါ့ဧည့်သည်တွေအနေနဲ့ကြည့်မယ်ဆိုလို့ရှိရင်ငါတို့ brand ကိုသိအောင်ဘယ်လိုလုပ်မလဲငါတို့ brand ကိုလာစားအောင်လုပ်မလဲငါတို့ brand ကိုကြိုက်အောင်ဘယ်လိုလုပ်မလဲပြီးရင်ထပ်ခါလာစားပြီးတော့ဒီတို့တငယ်ချင်းချင်းပေါ့နော်ပြန်ပြီး sharing လုပ်အောင်ဘယ်လိုလုပ်မလဲဆိုတော့အဆင့်ကိုကျွန်တော်တို့ time နဲ့ဆွေးနွေးပြီးတော့ marketing ဘိုင်းကိုကျွန်တော်တို့ဦးစားပေးဖြစ်တယ်ပေါ့ဒီ future plan အနေနဲ့ကတော့ကျွန်တော်ဒီ F&B တဲမှာပဲကျွန်တော်ဆက်ပြီးတော့ကျင်းနေမယ်ဒီလုပ်ငန်းတွေတိုးချဲ့မယ်ဒီ brand တစ်ခုပဲမဟုတ်ဘူးเนาะ concept အမျိုးမျိုးနဲ့ brand တစ်တွေနဲ့ကျွန်တော်ထိုးဖောက်ဖို့အတွက်စဉ်းစားထားရရှိရယ်အဓိကတော့ကျွန်တော်ကစီးပွားရေးလုပ်တယ်ဆိုတာပတ်စံရှာတာတစ်ခုပဲထပ်ပေါ့ကျွန်တော်လုပ်ချင်တာကကျွန်တော်ရဲ့ဖန်တီးမှုတွေကိုကျွန်တော်ချပြချင်တာဖန်တီးမှုဆိုတဲ့အပိုင်းမှာကျွန်တော်လိုမျိုးပေါ့နော်ပကြီးဆွဲတာတို့ဘာလို့လဲဖန်တီးမှုမဟုတ်ပေါ့နော်အလုံးနဲ့ပတ်သက်ပြီးတော့ဒီမတူညီတဲ့ concept တွေ brand တွေအဲ့လိုပုံစံမျိုးတွေလုပ်ချင်တာပြီးတော့ကျွန်တော်အလုပ်ကိုင်ခွင့်လန်းတွေအများကြီးပို့ပြီးတော့ဖန်တီးပေးချင်တယ်ဒီနိုင်ငံမှာရှိနေတဲ့ဒီစားသုံးသူတွေအတွက်ကိုဒီထက်ပိုပြီးတော့ quality ပိုကောင်းတဲ့အစားအစာတွေပိုပြီးတော့တွေးကြုံခံစားပြီးတော့စားတော့စီချင်တယ်ကျွန်တော်ဒီလုပ်ငန်းတစ်ခုစလုပ်ပြီးဆိုလို့ရှိရင်အရေးကြီးဆုံးအချက်ကတော့ market research ပေါ့ဆိုတော့ research ကတော့တေချာလေးလုပ်ရမယ်ကိုဘာကြီးပဲရောင်းနေပြီဖြစ်စေကိုယ့်နဲ့ကို online shopping ပဲလုပ်အစားအစာပဲရောင်း product ပဲရောင်းပေါ့နော်ကိုရောင်းတဲ့ product ကိုဝယ်မိသူရှိလားကို product ရောင်းတာကိုအလားတူရောင်းနေတဲ့သူတွေရှိလားစသည်ဖြင့်ပေါ့နော်အဲ့ဒါတွေကိုအရင်ဆုံး research လိုက်လုပ်ရမယ်ပြီးငါကဘယ်ကနေပြီးတော့ယူမှာလဲဘယ်ကနေဝယ်မှာလဲနောက်ပြောလို့ရှိရင်ဘယ်လိုလူတွေကိုရောင်းမှာလဲဆိုတော့အဲ့ဒါတွေကိုလေ့လာဖို့တော့ကတော့အရင်ရေးကြည့်တယ်အဲ့ဒါကြီးမလေ့လာမစူးစမ်းဘဲနဲ့ကိုရောင်းချင်တာတခုပဲတည်ပြီးတော့ကိုယ့်အနေကိုစိတ်ကြိုက်ထုတ်လိုက်မယ်ဆိုလို့ရှိရင်တော့ဒါကဆုံးရှုံးမှုဖြစ်ဖို့အတွက် chance ကအရင်များတာပေါ့ဆိုတော့ဒီလုပ်ငန်းတစ်ခုစတော့မယ်ဆိုလို့ရှိရင်တော့အရင်ဆုံးလေ့လာပါအချိန်ပေးပါကိုလှုပ်ချင်တဲ့အတိုင်းပဲမလုပ်ပါနဲ့ဈေးကွက်ထဲမှာဘယ်လိုမျိုးလူတွေကကိုပစ္စည်းကိုဝယ်မှာလဲအဲ့လိုလူတွေရှိကိုရောက်အောင်ငါဘယ်လိုမျိုးဈေးကွက်ဖောက်မှာလဲဆိုတော့တေချာလေးစဉ်းစားပြီးတော့မှစတင်စီခြင်းတယ်ပေါ့နော်လုပ်တော့မယ်ဆိုလို့ရှိရင်လုပ်ငန်းတစ်ခုကိုကျွန်တော်တို့စိတ်ဝင်စားလာပြီးလုပ်ချင်တယ်ဆိုလို့ရှိရင်တော့ပထမဆုံးအရေးကြီးတာကတော့လေ့လာမှုအားတော့အရင်ရေးကြီးဆုံးပဲပေါ့နော်အရင်လေ့လာပါချက်ချင်းဘုံတိုင်းဆိုပြီးတော့ကောက်မလုပ်ဖြစ်ပါနဲ့အဲ့လိုမျိုးလုပ်လိုက်တဲ့အတွက်ကြောင့်မလွယ်ဘဲနဲ့ဆုံးရှုံးမှုအများကြီးဖြစ်နိုင်တယ်ပေါ့နော်အရင်ဆုံးလေ့လာပါ entrepreneur တယောက်အတွက်အရေးကြီးဆုံးအချက်ကဘာလဲဆိုလို့ရှိရင်တော့ passion လို့ခေါ်မှာပေါ့နော် passion လို့ခေါ်ရကျွန်တော်ဒီစိတ်အားထက်သန်မှုပေါ့ပျော်နေတဲ့အချိန်ကျမှကျွန်တော်အလုပ်လုပ်လို့မရဘူးဆိုတော့စိတ်ညစ်လဲဒီလုပ်ကြီးကျွန်တော်လုပ်နေရမှာပေါ့အဲ့တော့ကိုယ့်အနေနဲ့ကိုယ်တကယ်လုပ်တော့မယ်ဆိုလို့ရှိရင်ကိုပျော်သည်ဖြစ်စေစိတ်ညစ်သည်ဖြစ်စေလုပ်ချင်နေမယ်အလုပ်တစ်ခုခုကိုမလုပ်ဖို့တော့အရေးကြီးတာပေါ့အဲ့ဒီမှာမှနောက်ကနေမှဝင်ငွေလမ်းကြောင်းကတဖြည်းဖြည်းနဲ့လိုက်လာမှာပေါ့